ဟာ2019ကနောက်ကျတယ်နော်ဟုတ်တယ်ကျွန်တော် 1BS တိတ်မစီးရသေးဘူးလေဒီစမှာကြာရင်ကဘာပြတ်တော်မှာဗျဟာဟုတ်လို့လားဟုတ်တယ်ဒီနှစ်ဒီဇင်မှာမာယာပြက်ကလေးမှာနောက်ဆုံးမှဟာဒီဇင်မှာကြာရင်ကဘာပြတ်ပြီဒီညမီးပြက်အလှည့်လားမသိဘူးဗျကျွန်တော်တို့စီတော့မနေ့ကမလာဘူးတမြန်မနေ့ကလည်းပြက်တယ်ဆိုတော့ဒီညလာချင်မှလာမှာပါဒီညမီးလာရင်တော့ကောင်းမယ်ညဂျူမုံကားဗျဟာမီးပြက်တဲ့အကြောင်းပြောနေကြရလားကျွန်တော်လည်းပါမယ်လေဟာ2008အဆင်ပြေရလားဗျမပြေဘူး2008မှာဘာမှအဆင်မပြေဘူးဟာ2019ရောက်လာပြီလားဗျ2019လာပြီလားအိုး2019ဟာ2019ဟာရောက်လာပြီလားဟာနောက်ကျရနော်ခမောက်စောင့်နေတာ2019ကအတော် popular ဖြစ်လာ ਈ လားဗျအင်းလေလူတိုင်းကသူ့ပဲတန်းတာနေကြတာဟုတ်ဟာဖုန်းတကယ်မရှိဘူးပေါ့မဝယ်နိုင်ဘူးဗျဈေးကြီးတယ်30 40ပေးရတာမဟုတ်ဘူးလေ30 40ဟန်ဆက်ကမဝယ်လဲရတာပဲ30 40ဆိုတော့ဟန်ဆက်ဈေးကိုပြောတာမဟုတ်ဘူးစင်းကတ်ဈေးကိုပြောတာအဲ့ဖုန်းတကယ်မရှိဘူးတယောက်ကဖုန်းဆက်လို့ရှိရင်လမ်းထိပ်ဖုန်းဆိုင်ကလာခေါ်ပေးလိုက်မယ်ဖုန်းမရှိတော့အိမ်သာတက်လို့ရှိရင်ဖုန်းမကြည့်ပဲဘာကြည့်2022ကဒီနေ့မလာဘူးလားဗျအေးသူကတော့တော်တော်ရောက်သွားပြီ2023အောင်သူကတော့နိုင်ငံခြားထွက်သွားပြီလေမေနိုင်မှဖြစ်မှာနော်အားလုံးမဲပေးရမယ်နော်အားလုံးမဲပေးရမယ်မေနိုင်မှဖြစ်မှာICJ ကိစ္စဘယ်လိုဖြစ်သွားတော့ဗျအဆင်ပြေရလားဒီလိုပါပဲအဆင်ပြေပါတယ်ပေါ့အဲ့ကိစ္စနိုင်ငံအတွက်အတော်အရေးကြီးတယ်နော်အေးပေါ့ဗျာဒီနောက်ပိုင်းအဲ့ထက်ကြီးတဲ့နိုင်ငံရေးလှည့်ပြောင်းနေမပေါ်နိုင်တော့ဘူးလို့ထင်တာပါပဲဗျာICJ ထက်ပိုကြီးတဲ့နိုင်ငံရေးအလှည့်အပြောင်းမရှိနိုင်တော့ဘူးပဲထားပါတော့ဗျာဂျီတော့ကောင်လေးပေးပါဦးဗျအီမိုကောင်လေး106လေးဗျာโอเคဆိုင်ရောက်ဖြစ်ရင်ချက်လိုက်မယ်နော် Facebook ကောင်လေးအပ်ပေးအောင်လေးဗျာဂျိုကာကောင်လေးလို့ရှာလိုက်လေဗျာโอเคရှာလိုက်မယ်နော်အသေးကွဲသမားလေးဆိုလက်ခံပေးနော်ကျွန်တော်လမ်းထိပ်ကဆိုင်မှာ3000ပေးပြီးဖွင့်ထားတယ်ဟာမိဘပြည်သူများခင်ဗျားတဲ့ညှို့ထွေးလိုက်တဲ့တို့သမရာကြီးဗျလွတ်ထားလိုက်ပါဗျာအဆမမသိသေးတာနေမှာပါဟဲ့ကြောညာလာနေပြီလိုင်းပြောင်းပေးအောင်ဟောမှာဂျူမုံကားလာနေပြီဟာအေးရော့ကြောညာလာရင်ငါလိုင်းပြန်ပြောင်းပေးရမှာနော်ကာရဏီယမတကုတလေယယန္တတန္တံပတံအဘိတမစ္ဆတကောဥစုစသူဥစုစသူဝဆောသတ္တမုဒုအနာတိမာနိခါလည်းနာလိုက်တာဗျာမျက်စိကလည်းမှုံးနေပြီဟေးလေအသက်တွေကငယ်တော့မှမဟုတ်တာအကိုဆို30တောင်ပြည့်ပြီမလား
30 30 30